မရမုံလာပါပြီမရမုံကဒီနေ့မှာအားလုံးကိုဗိတ်တနိုးရဲ့ဘီရင်မဖြစ်တဲ့ပန်ထရာဘီရင်မရဲ့အကြောင်းလေးကိုပြပြသွားပါမယ်နားထောင်ကြကြရမဟုတ်လားကဲဒါဆိုရင်တူတူနားထောင်ကြမယ်နော်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ပြူခေတ်ကာလတုန်းကပေါ့မြန်မာနိုင်ငံလေပိုင်းမှာဗိတ်တနိုးလို့ခေါ်တဲ့အင်မတန်ခမ်းနားကြီးကျယ်တဲ့မြို့ကြီးတစ်မြို့ရှိခဲ့ပါတယ်အဲ့ဒီမြို့ကြီးကိုတော့ပန်ထရာဘီရင်မဆိုတဲ့အမျိုးသမီးတဦးတည်းကသာဦးဆောင်အုပ်ချုပ်ခဲ့ပါတယ်ပန်ထရာဘီရင်မဟာတာမန်လူသားမဟုတ်ပါဘူး။ဂျန်နာရီအရတောရဲကရသေးကြီးတစ်ပါးကျေငယ်စွန့်ရာကနေပေါက်လာတဲ့နွေနီပင်ကြီးတစ်ပင်ရှိပါတယ်။တနေ့မှာတော့အဲ့ဒီအပင်ကြီးကနေပန်းမွင့်ကြီးတစ်ပွင့်ပွင့်လာပြီးအထဲကနေအရန်ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်မွေးဖွားလာခဲ့ပါတယ်။ရသေးကြီးကသူ့ကိုမွေးစားခဲ့ပြီးအရွယ်ရောက်လာတဲ့အခါမှာတော့ဗိတ်တနိုးမြို့ကြီးကိုအုပ်ချုပ်တဲ့ပန်ထရာဘီရင်မဖြစ်လာခဲ့ပါတော့တယ်။ပန်ထရာဘီရင်မဟာအရန်ချောမောလှပသလိုတိုင်းပြည်အတွက်လည်းအားကိုးရတဲ့ခေါင်းဆောင်တစ်ယောက်ပါ။သူ့စီမှာအံ့ဖွယ်အစွမ်းရှိရဲ့အတုလရန်နိုင်စီတော်ကြီးရှိပါတယ်။ရန်သူတွေမြို့ကိုလာတိုက်လို့ဒီစီကြီးကိုတီးလိုက်တာနဲ့ရန်ဘယ်ချောင်းမှရေရင်ချက်ချင်းလှိုင်းလုံးကြီးတွေလိုတက်လာပြီးရန်သူတွေကိုတားဆီးပေးပါတယ်။ဒါကြောင့်ဘယ်ရန်သူမှဗိတ်တနိုးကိုမနိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာအိမ်နီးချင်းတရေခေတ္တရာမျိုးကမျက်လုံးသုံးလုံးပါရဲ့ထွေးတပေါင်မင်းကြီးဟာဗိတ်တနိုးမျိုးကိုတိမ့်ပိုက်ချင်နေပါတယ်။သူကအကြိမ်ကြိမ်လာတိုက်ပေမဲ့ပန်ထရာဘီရင်မရဲ့စီရော်ကြီးအစွမ်းကြောင့်မြို့ရဲကိုဝင်မရပဲအမြဲတမ်းရှုံးနိမ့်ခဲ့ရပါတယ်။ဒါကြောင့်တဝက်တွေကိုရသက်ရောင်ဆောင်စီပြီးစီရော်ကြီးအသက်မကောင်းဘူးတရေပြားကိုပိုတင်းအောင်ပြင်လိုက်ပါလို့ဘီရင်မကိုလိမ့်ညအကြံပေးခဲ့ပါတယ်။ဘီရင်မကြီးလည်းယုံကြည်ပြီးစီရော်ကြီးကိုဖျက်ဆီးမိလိုက်တဲ့အခါရေမကြီးလာတော့ပဲဗိတ်တနိုးမျိုးကြီးရန်သူလက်အောက်ကျရောက်ခဲ့ရပါတော့တယ်။ထွေးတပေါင်မင်းကြီးဟာပန်ထရာဘီရင်မကိုဖမ်းဆီးလိုက်ပေမဲ့ဘီရင်မရဲ့အလှပကိုဆွဲလန်းသွားတဲ့အခါမသက်ရက်ခဲ့ပါဘူး။ဒါကြောင့်တရေခေတ္တရာပြည်ကိုခေါ်ဆောင်သွားပြီးချစ်မြတ်နိုးစွာနဲ့မိဖုရားဖြစ်တင်မြှောက်ခဲ့ပါတယ်။ဒါပေမဲ့ပန်ထရာကတော့သူ့တိုင်းပြည်ကိုဖျက်ဆီးခဲ့တဲ့အတွက်မင်းကြီးကိုဘယ်တော့မှခွင့်မလွှတ်နိုင်ခဲ့ပါဘူး။မိဖုရားပန်ထရာဟာဂလဲ့စားချေဖို့အတွက်သူဝတ်တဲ့ထမိန်အဟောင်းတွေကိုဖွတ်လျှော်ရက်လုပ်ပြီးမျက်နှာတုပ်ပဝါအဖြစ်ထွေးတပေါင်မင်းကြီးကိုဆက်တလိုက်ပါတယ်။ထွေးတပေါင်မင်းကြီးကယုံကြည်ပြီးမျက်နှာတုပ်လိုက်တဲ့အခါချက်ချင်းပဲနှာဖူးကမျက်လုံးကွယ်သွားပြီးဖုံးတကိုးအာနုဘော်တွေကျဆင်းသွားပါတော့တယ်။အဲ့ဒီအခါမှာတော့မင်းကြီးဟာမိဖုရားပန်ထရာပေါ်တန်တရားဝင်လာပါတော့တယ်။တနေ့မှာတော့မိဖုရားပန်ထရာကိုယ်တိုင်ဖြော်ပြီးမင်းကြီးကိုအစိတ်ပါတဲ့ဖြော်ရည်တစ်ခွက်ဆက်တခဲ့ပါတယ်။မင်းကြီးကပန်ထရာကိုတန်တရားဝင်တဲ့အတွက်အစိတ်ပါတဲ့ဖြော်ရည်ကိုမိဖုရားမင်းရင်တောက်ပြပါလို့အမိန့်ပေးလိုက်ပါတယ်။ပန်ထရာဟာသူတရားရမယ်ဆိုတာကိုသိလိုက်ပါပြီ။ဒါကြောင့်ဖြော်ရည်ကိုမတောက်ခင်ဗိတ်တနိုးမြို့ဟောင်းဘက်ကိုလှမ်းကြည့်ပြီးငါလာမှကြီးပွားပါစေ။ငါလာမှအသီးအပွင့်တွေတီးပါစေလို့ကြောက်မက်ဖွယ်ကျိန်စာတိုက်ပြီးဖြော်ရည်ကိုတောက်ကပွဲချင်းပြီးနှိပ်ရွာဆန်သွားခဲ့ပါတော့တယ်။ထွေးတပေါင်မင်းကြီးဟာမိဖုရားပန်ထရာတေဆုံးသွားတဲ့အခါမှာသူချစ်မြတ်နိုးရတဲ့မိဖုရားကိုဆုံးရှုံးလိုက်ရပြီဆိုပြီးယူကျုံမရဝမ်းနဲ့ပက်လက်ဖြစ်ရပါတော့တယ်။နောက်ဆုံးမှာတော့ဖုံးတကူကျဆင်းတာကတစ်ဖက်မိဖုရားအတွက်စိတ်ထိခိုက်တာကတစ်ဖက်နဲ့မင်းကြီးလည်းအိယာထဲလဲပြီးနှိပ်ရွာဆန်သွားခဲ့ရပါတော့တယ်။ဘီရင်ကြီးနဲ့ပြမရဲ့ဇလန်ကတော့ဒီမှာပြီးဆုံးသွားပါပြီ။ဒါပေမဲ့မရမုံကနောက်ထပ်ဗီဒီယိုလေးတစ်ခုမှာဒီဗိတ်တနိုးမြို့ဟောင်းကြီးတဲမှာဖြစ်ပျက်နေတဲ့အံ့ဖွယ်ဖြစ်ပျက်တွေနဲ့ပြီးတော့ထူးခြားတဲ့ဖြစ်ပျက်တွေကိုပြပြထားတာဖြစ်တဲ့အတွက်ကြောင့်နောက်ထပ်ဗီဒီယိုလေးကိုကြည့်ချင်ရင်တော့ like subscribe and share လုပ်ခဲ့ပြီးဖို့လည်းမမေ့ပါနဲ့အောင်နော်အားလုံးပဲဘိုင်ဘိုင်ပါ